အားလုံးပဲမင်္ဂလာပါဒါကတော့ကျွန်တော်ရဲ့ mini job ဖြစ်ပါတယ်ကျွန်တော်တခါပြောဦးတဲ့ Italian restaurant တစ်ခုဖြစ်ပါတယ်ဒါကတော့ကျွန်တော်ကrestaurant ကျွန်တော်တို့ဆိုင်မဖွင့်ခင်ပေါ့Fulbright တုံလုပ်နေရပေါ့နော်ကျွန်တော်နှစ်ပင်ခောက်တာတို့ပါတို့ခုံနေစီယာတို့ပါတို့ပေါ့နော်ကျွန်တော်တို့ဆိုင်ရဲ့ menu ကိုပြချင်ပါတယ်ဒါကတော့ကျွန်တော်တို့ဆိုင်ရဲ့ menu ပါဒီလို customer က order မှာချင်းကျွန်တော်တို့ကဒီကြောက်တင်ပုံးကြီးကို customer ရှေ့ကိုချပြီးတော့ customer ကဒီဟာကိုကြည့်ပြီးတော့မှားတဲ့ပုံစံမျိုးပါပြီးတော့ဒီဘက်မှာဆိုရင်ဒါဆိုင်ပြင်ဆင်ပါဒါကတော့ customer က fettuccine ခောက်ဆွဲမှာတဲ့ခါကျရင်ဒီ cheese ထဲမှာထည့်ပြီးနေရတာပါပြီးတော့ truffle မို့လေးနဲ့ပေါ့ပေါ်ကနေဖြူရတာပါ truffle ဒါကတော့ကျွန်တော်တို့ဆိုင်ရဲ့အပြင်ဘက်ပေါ့ညဘက်ဆိုရင်အပြင်ဘက်မှာလည်းလူကြီးပြည့်တယ်ပေါ့နော်ဒါကတော့အတွင်းပိုင်းပါဒီလိုဆိုင်မျိုးမှာလုပ်မယ်ဆိုရင်ကျွန်တော်တို့အနည်းဆုံးခြံမန်းစာပြောတတ်ဆိုတတ်အဲ့တဲ့နဲ့လည်း communication လုပ်လို့ရတဲ့အနေထားရှင်တော့ဒီလိုဆိုင်မျိုးမှာလုပ်လို့ရပါတယ်ကျွန်တော်ကတော့တနအီရော18ယူရိုနဲ့ဒီဆိုင်မှာအလုပ်ရခဲ့ပါတယ်တင်မန်လေးကတော့ပုံမှန်ဆိုရင်20ကနေ30ထိရောရတတ်ပါတယ်မကြခင်ကျွန်တော်လုပ်ပြီးတော့မှဖြစ်တဲ့အတွက်ကျွန်တော်ဆိုင်တိတ်နေရပါရှေ့မှာရှိတဲ့ခုံတွေကိုကျွန်တော်တော့လည်းလိုက်ခတ်နေတာပေါ့အခုကတော့လုပ်ပြီးတော့ပါပြီ fire oven ပါအိမ်ပြန်มาတော့မယ်အခုတော့ည7:00နာရီထိုးသွားပြီ7:00နာရီနဲ့3မိနစ်ကျော်ရှိသွားပြီပေါ့နော်ကျွန်တော်ကတော့ဘယ်လိုပဲဖြစ်ဖြစ်လူတွေရောများနေသေးတယ်ဆိုတော့7:00နာရီအတိဒေါင်းဆောင်ထွက်ပြီပေါ့နော်ကျွန်တော်7:00နာရီထိပဲပတ်စံပေးရတာကိုဆိုတော့ okay ဒီမှာအဲ့လိုမျိုးပေါ့နော်အခုအချိန်ပြီးရတယ် fire oven ပဲဆိုတော့ဒါကျွန်တော်အိမ်ပြတဲ့လမ်းပေါ့ပူစားနေပါတယ်ပမောက်ကျွန်တော်ပမောက်စားနေပါတယ်အဲ့ပမောက်ကတော့ကိုယ့်အကိုလောက်လာတယ်ပမောက်ပါဘာကျွေးလဲဆိုတော့ဘာမှတော့မကျွေးပါဘူးဘီယာတောက်လို့ရတယ်ရေတောက်လို့ရတယ်ဝိုင်တောက်လို့ရတယ်ဆိုတော့အဲ့ဒီကောကောင်းတာပေါ့အဲ့တော့ဒါပါပဲဒါကျွန်တော်လက်ရှိလုပ်နေတဲ့အီတလီဆိုင်မှာကျေးဇူးတင်ပါတယ်နောက်တဲ့ဗီဒီယိုမှာပြန်တွေ့ပါမယ် Cheers